ရရှိပါစေရှင်ဖယားသာဓုသာဓုသာဘုံတော်လေးဝန္တာပါလေအလောဝန္တာပါလေဝန္တာတဲ့အခါမှာဟောပစ္စည်းရလို့ဝန္တာရေးဆိုတာ ပြောပြနေဆိုဒီလိုပုဂ္ဂိုလ်လာပြီးတယ်ဘုရားပြောတယ်ဆက်ပြီးကျမ်းမြေတော်